ကဲဒီညတော့တောက်စရာသွားရှာမှာဖြစ်ပါတယ်โอเค7ရောက်ပြီခက်တီပဲဝင်သွားလိုက်မယ်ဗျာဘာတောက်အောင်လဲမတည်တယ်ဝင်ရင်ဆုံးတောက်မဲ့တန်းအောင်သွားကြည့်မယ်โอเคဒီမှာတော့အေးရလို့စုံနေလားစဉ်းစားရင်းနဲ့โอเคစဉ်းစားပြီးပြီကျွန်တော်အခု strawberry mix နဲ့ coffee နဲ့ရောပြီးတောက်မယ်ခင်ဗျာ nuts ယူမယ်ကွာရှားတော့စိတ်မကြိုက်ဘူး okay ဒီ nuts နဲ့ dashmere strawberry mix နဲ့ကျွန်တော်ရောတောက်မှာဖြစ်ပါတယ်ခွက်ကြီးနဲ့ခွက်သေးရှိတယ်ဗျာခွက်အကြီးယူလိုက်မယ်ခွက်သေးကနည်းနည်းပဲထည့်ရအောင်နော် okay that's enough ကောတော့ပတ်ဆက်ရှင်းမယ်ပြီးဖြော်မယ်ကျွန်တော်အရင်ဆုံးဒီ strawberry လေးကိုစမ်းကြည့်မယ်နော် strawberry လေးရင်ထည့်မယ်ပြီးရင်ကျွန်တော် coffee ကတော့ကျွန်တော်တပူလုံးထည့်လိုက်မယ်ဗျာ coffee ကသူကနည်းတယ်ရတာတော့ဘယ်လိုလာအောင်လဲတော့မသိဘူးဒါပေမဲ့ကောင်းမှလို့ထင်ပါတယ်နှစ်ခုလုံးကသူကအချိုတက်ပဲဆိုတော့ okay ရတာလေးရောအောင်လို့နဲ့မှွေလိုက်မယ်ဗျာကဲမှွေအားမရသေးဘူးကျွန်တော်အဖုံးပိတ်ပြီးနဲ့ရှိတ်လိုက်အောင်